အော်တိုဘာလာရဲ့မွေးနေ့ရှင်လေးတို့ရေ Happy Birthday ပါနော်ဒီနေ့ဒီမှာသူတို့ဘာကိုဖေးမကိုညင်ရဲ့နဲ့အထီးခိုင်အရှနာရီရောက်ကိုယ်စီမှာပဲများများသွားတတ်တယ်မလားခဏတစ်ဖြုတ်တော့နာကျင်ကြည့်ခွဲကြပါပြီးရင်တော့အကောင်းမွန်ဆုံးရှေ့ဆက်ကြပါနော်လှုပ်ဆောင်သမျှအရာရာမှာမျှတပြီးတော့အကောင်းမြင်စိတ်ရှိတဲ့အော်တိုဘာလာဘွားလေးတွေအတွက်အံ့ဩဖွယ်ရောက်ဝမ်းသာအားရစရာပျော်ရွှင်မှုတွေနဲ့ပြည့်နှက်ပါစေနေမင်းကြီးတောက်ပါတယ်လို့မျိုးနေ့ရက်တိုင်းမှာလည်းအပြုံးနေတောက်ပါနိုင်ပါစေမွေးနေ့မွေးရက်ကစပြီးတော့ကုသိုလ်ဆက်အသက်ရှိကကျမ်းမာခြင်းပျော်ရွှင်ခြင်းစိတ်နှလုံးချမ်းမြေ့ခြင်းတွေကိုပိုင်ဆိုင်နိုင်ပါစေလို့အနှွေးထွေးဆုံးတောင်းဆိုပြုပေးကြပါတယ်ချစ်ခင်နှစ်သက်စရာကောင်းတယ်လို့ကြပြဆက်ဆန်းချစ်တဲ့ကြတဲ့အော်တိုဘာလဘွားလေးတွေဟာနေရာတကာကောင်းမြင်စိတ်ရှိတာတခါတရံမှာကိုယ့်ရဲ့အားသာချက်ဖြစ်တယ်လို့တခါတရံမှာတော့ကိုယ့်ရဲ့အားနည်းချက်ဖြစ်တတ်တာကိုတည်တည်ရဲ့နဲ့မပြတ်နိုင်ကြဘူးထင်ပါတယ်ဒါပေမဲ့လည်းအရင်နှစ်တွေလိုပဲအရာရာအောင်မြတ်မြတ်တတ်တာပဲလှုပ်ဆောင်ပါနော်အမှန်တရားကိုမျက်နှိုးတက်ပြီးတော့ငြင်းချမ်းခြင်းကိုလိုလားတဲ့အော်တိုဘာလဘွားလေးတွေရေကိုကြောင့်တပားသူစီမှာဖြစ်ပေါ်နေတဲ့ခံစားချက်တွေကိုဂယုစိုက်တာလျှော့လိုက်ရင်တော့အရင်နှစ်တွေနဲ့မတူဘဲနဲ့ပုံမကောင်းမွန်တဲ့နှစ်လေးတစ်နှစ်ဖြစ်လာမှာပါနော်